နည်းနည်းရှုပ်သွားတယ်ကျောင်းဝါမှာပေါ့ပနားမှာတရားဟိုတယ်ဟာညာသူတို့ဒီလိုချုံနေအိမ်သားလေးရတယ်လို့လေဟိုမှာတော့ကဗာလဲတို့ရောက်တဲ့ကိုကတာမှာတော့တင်းနေတဲ့ဟိုတယ်ကိုကြားပါပြဖို့ဟောပြုတ်ပြပါရိုက်ဖို့မိသွားတယ်ဒီဟာကတော့ပိုကောင်းတယ်price တွေကတော့ဒီလောက်တွေပါပဲဈေးတွေကတော့အိမ်သားလေးတက်တက်ရနဲ့ကျူရလေးနဲ့ရောသူတို့ရှိမှထူးခြားတာဒီရေဘုံကအဲ့ရေဘုံနဲ့ရေဘက်ကဘဲဟိုတယ်မဆိုပါတယ်သူတို့ရှိမှလေအမြဲတမ်းအဲ့လိုလေးထားပေးထားတယ်ဒါရှာဝါဟွာလည်းရှိတယ်ဒါပေမဲ့ဒီလိုလေးထားပေးတာတော့အဝတ်ပဲရှော့ကိုပါကိုရေနွေးနဲ့အဲ့လိုအရေးလောင်းချိုးကအားရပါရလောင်းချိုးချင်တယ်လို့တော့ကွက်တီပဲခံရတော့ကျင်းတယ်လို့ဆိုပေမဲ့လည်းနေလို့တော်တော်အဆင်ပြေရဲ့အခန်းလေးပေါ့နော် sorry နော်ဟုတ်ပါတယ်ဒါတော့ဟောပေါ့နော်မင်းကလေးနေတယ်ရဲလာအားကြောင်အောင်အားကြောင်အောင်မေရိုက်တာပေါ့နော်ဒါမင်းကလေးနေတဲ့အခန်းမှာဒါညံကိုရှုပ်ပွားနေဆိုတာလေဒါ2ယောက်စာ3ယောက်စာsorry 3ယောက်စာလက်ကေးအိတ်နဲ့အထုတ်တီဖြစ်ပါတယ်ပြူစားနဲ့ဒီဆိုတာပါထည့်ပြူစားနဲ့ကြေးတောင်ပေါ့နော်ဒါပေမဲ့ဒီလောက်များတဲ့လက်ကေးအိတ်တွေအထုတ်တီဆိုတာလေဒါ18ရက်နေမဲ့ခီးမှုလို့ပါတေတော့မယ်လို့အိတ်ဆွဲရအိတ်ဆွဲရနေလက်မောင်းပြုတ်တော့မယ်ဘာလို့လဲဆိုတော့တနေရာနဲ့တနေရာနဲ့ကိုတရက်ပဲနေပြီးတော့တနေရာနဲ့တနေရာကူးတာဖြစ်တဲ့အတွက်ယထာဘူတာမှာလည်းကိုထုတ်ကိုဆွဲရပါတယ်ပြီးတော့ကိုထုတ်ကိုထမ်းရပါတယ်ဒေလီလာလို့ရှိရင်အမေဒေလီတောင်းဖြစ်တယ်အဲ့ဗာလဲကာရလာလို့ရှိရင်တော့ပပပဲယူခဲ့ဘာဖြစ်လို့လဲဆိုတော့ဟိုဗာလဲရှော့တွေမရှိဘူးလက်နဲ့ဆွဲရတယ်လက်နဲ့ဆွဲရတယ်ဒီမှာခံနိုင်လို့ရှိရင်တော့လက်ကအကြီးတာတဲ့ကဲကတားနေပနာကိုကူးတဲ့ယထာနဲ့ကူးတဲ့အချိန်မှာပေါ့နော်ဟိုဗာလဲလက်ဆွဲဒီဂုံးတရားကိုဒီယထာပေါ့ဟိုကနေဂုံးတရားကိုဖြတ်ဖို့ဟိုဘက်ကလည်းဒီဘက်ကလည်းဖြတ်ဖို့အတွက်ကလှေကားတက်ကြတာဂုံးကျော်တရားလှေကားတက်ရတာရန်ကုန်လှေကားတက်ပိုမြင့်နေပြောမယ်နော်မင်းတွေကမရိုက်သားမိလို့အေးရလေအေးနှစ်ဆင့်လှေကားနှစ်ဆင့်ဟိုတက်ရတော့တော်တော်မြင့်နေလှေကားလေကိုထုတ်ကိုဆွဲပြီးဒီလက်ကိတ်တွေလည်းဒီအထုပ်ပိုးတွေနဲ့တည်ပြီးအပေါ်တက်ရတကယ်ရှယ်ပဲဤစိတ်ပဲအေးလို့အေးမတော့မသိတော့ဘဲနဲ့ချွေးတွေပါပြန်အရန်ကိုအေးတဲ့73လော73ဒီဂရီဖြစ်နေ17လား17အဲ့ညာတော့73ဒီဂရီဖြစ်နေတဲ့အချိန်မှတော့မှာပဲပေါ်တက်ကချွေးတောင်ပြန်လောက်တဲ့လေကားကိုတက်ခဲ့ရတယ်ကိုထုတ်ကိုဆိုကိုလန်းကိုရှာရဘဝတွေကိုကြုံရမှာပါဒါကတော့ကိုပိုင်ဟိုဗာလဲဟိုကနဲ့တိုးနဲ့မဟုတ်ပဲတဲ့ပေါ့နော်ကိုရိုင်သွားတဲ့ဒီကိုထုတ်ကိုဆွဲပြီးသွားတဲ့ခီးစဉ်တွေကတော့ဒီလိုပဲပြင်ပန်းပါတယ်ဒါပေမဲ့ပြောဖို့ကောင်းပါတယ်တွေ့ကြုံစလေးပါကျေးဇူးတင်ပါတယ်ဒါတော့